စ်ဘွားမှာလေတခါမှမသွားဘူးတဲ့နေရာကိုတခါမှမစည်းဘူးတဲ့ရင်ထားပြန်ကြီးနဲ့တော့မမဲတဒဒန်းရှင်ခုံနေပြီဒီအထိုင်းစီးရမှာနဲ့တူတယ်ပြတ်တဲ့ရင်နေခုံလိုက်တာမိုက်တယ်ဟောကိုညီမနားမလဲဒီရထားကလေအင်းစိန်ကိုသွားမှာဆိုတော့လေအလဲမှာဘဲကိုဖျက်အောင်ပါခုနတာမွေတို့မြင့်တာညွန့်လို့ကြတော့ဟုတ်ဖြတ်တာမွေမြင့်တာညွန့်မှာပါတော့သွားတယ်လက်မှတ်တော့ရခဲ့ပြီခရစ်ဆယ်အခုဘယ်သွားမလဲဆိုတော့လေအခုခက်စားနေတယ်လေလေးမြန်အကြီးကိုမြင်ရတဲ့ရှုကင်းတွေအများကြီးလှတဲ့နေရာကိုခရစ်ဆယ်တောက်ပါမယ်ဟိုရထားကတော့ခရစ်ဆယ်စီးလို့မရဘူးတဲ့အဲ့ရထားကကြတော့ညနေ4 နာရီ5 နာရီလောက်မှသူကထွက်မှာတဲ့အဲ့ဒါကြောင့်ခရစ်ဆယ်ကဒီရထားကြီးကိုစီးမှာပဲဖြစ်ပါတယ်အဲ့ကဲနော်ဦးစောခရစ်စင်နဲ့ထိုင်ကုန်နေရာလေးရွှေအောင်မယ်ဘယ်နားလောက်မှထိုင်အောင်ပဲဆိုတော့အစွန်နဲ့ဒီနားလောက်မှထိုင်အောင်နော်ဒီနားလောက်မှခရစ်စင်ကလေပထမအောင်ဆုံးစီးဘူးတာဆိုတော့လေဘယ်နေရာမှာထိုင်ရင်ဘယ်လိုပေါ့နော်နည်းနည်းလေးကမူးတတ်တော့လေဘယ်နေရာမှာထိုင်ရင်ဘယ်လိုကောင်းလဲဆိုတော့မသိဘူးတော့လောဆယ်တော့ဒီမှာပဲထိုင်လိုက်ပါမယ်ထိုင်ပြီးတော့တဘာဝရှူရေးကိုခန်းစားတော့မယ်ပေါ့နော်ဒါခရစ်ဆယ်တို့ရထားမဟုတ်သေးဘူးနဲ့တူတယ်ဟိုးကရန်ကုန်ဟောတယ်ကြာလာအဲ့ဒါဟိုရန်ကုန်မန္တလေးသွားမဲ့ရထားနဲ့တူတယ်ဟောခရစ်ဆယ်တို့ရထားထွက်တော့မယ်နဲ့တူတယ်ဒီချက်ပေးနေဟုတ်တယ်ထွက်တော့မယ်ခွဲဝပါပြီရှင်နေခေါ်လိုက်တာဟာဆောရွှေတောင်ပြန်လဲအောင်မထွက်ပြီဟိုရထားရထွက်သွားပြီနေပြီးတော့သွားရရထားကြီးမိုက်တယ်ရောခရစ်ဆယ်ရဲ့ရထားကြီးလည်းထွက်ပြီနော်တကယ်ကိုဂျုံကြက်ပဲလားမလို့ဟဲ့အခုလောလောဆယ်တော့ပြေနေသေးတယ်ပြေလေးသွားတယ်ခရစ်ဆယ်ရထားလည်းထွက်ပြီသူများတွေကတော့လေယထာစီးဘူးမှာမို့ခရစ်ဆယ်ကတော့ဒါဘောမှာပထမဦးဆုံးယထာစီးဘူးတာကွာသိရမလားဟိုခရစ်ဆယ်သွားတဲ့လမ်းကြောင်းတွေကလည်းယထာနဲ့သွားရတာမဟုတ်တဲ့အတွက်ကြောင့်ကွာအဲ့တော့အခုမှခရစ်ဆယ်ပထမဦးဆုံးယထာစီးဘူးတာကွာယထာဟိုဘက်သွားတာဆိုပြောင်းမြန်ရင်ဖြစ်နေတာခရစ်ဆယ်နေရာပြောင်းလိုက်မယ်နော်ဟိုဘက်မှာလည်းဒါမျိုးဘက်ယထာနဲ့တူတယ်နော်ရတဲ့ခုတက်တာဘိုင်ဒီကလောလောဆယ်တော့နင်းနေလေဂျုံကြဲကွာဖြစ်ချင်းသွားတယ်သူကဖြစ်ချင်းသွားတယ်အဲ့တော့ကရှုခင်းနေရလဲအငြိမ်လေးကြည့်လို့ရတယ်ဒီလောက်ပဲနှေးမှာလားဒီထက်ပြီးပို့ပြီးတော့အရှင်ဟောင်းမြင်မြန်မှာလားဆိုတော့ခရစ်ဆယ်မသိသေးဘူးပေါ့နော်ခရစ်ဆယ်စောင့်ကြည့်ရအောင်ပါမြို့ပတ်ရထားဖြစ်တဲ့အတွက်ကြောင့်တော့ခရစ်ဆယ်နဲ့ပုံမှန်လေးပဲမောင်းမယ်လို့ထင်ဒါပေမဲ့ခုနကထက်တော့နည်းနည်းမြန်လာပြီသိလားအရှင်ကဟိုဟိုက်တယ်ရောဟဲ့ရှင်နေခုံလိုက်တာအော်ခရစ်စက်ထားတိပြီပထမဆုံးခုနကအချိန်ဟိုပါတော့သူတိုက်တေပဲထဲမှာဆိုတာပစွန်နောင်ဘူတာကိုသွားမှတဲ့တွေ့တယ်ပစွန်နောင်ဘူတာကိုသွားမှဟိုးလာရောကျထားရရရှေ့ကြီးပဲခရစ်စက်မကြောက်တော့ဘူးသိလားစီပါတော့ပျော့သွားပြီဆိုမကြောက်တော့ဘာလို့ရသွားလဲမသိဘူးရထားဘိန်းဘက်ဝါလို့များလားမသိဘူးတစ်ချက်ကြည့်လိုက်အောင်မဟုတ်ဘူး point ကိုဘက်ကရထားကြီးလာမှာမဟုတ်တယ်နော်သူကမြန်မောင်းတယ်မီးပွိုင်းရှိတဲ့နေရာလေးမှာဂျုံးဆိုရက်ချပါလေးကြည့်ဘူတာရောက်တော့မယ်နဲ့တူတယ်ဇွန်တောင်ဘူတာပဲနေမှာလားရထားမြန်ဝမ်းမြင်တက်လားနေမြန်လာလိုက်နေသွားလိုက်ရှင်ကိုဆက်တုံနေလိုက်
နှင်းလိုက်မြန်လိုက်နှင်းလိုက်မြန်လိုက်ဂျုံဂျုံကြက်ကြက်ဂျုံဂျုံကြက်ကြက်ဂျုံဂျုံကြက်ကြက်ပစွန်အောင်ပြီးတော့မလွှာကုန်းဟုတ်လားမလွှာကုန်းမလွှာကုန်းတဲ့မလွှာဟုတ်တယ်မှန်တယ်ခက်စဲပြမှန်တယ်မလွှာကုန်းရထားလေထွက်ခံနေကြတယ်လေသိရမလားခက်စဲတို့လေသချင်းနေတယ် intro ဝင်တာအဲ့လိုသူကပြီးတော့မှပြေးပြေးဖြည်းဖြည်းချင်းတော့ပြီးမူကိုမြန်မတုံညကြက်ကတော့အဲ့မြန်တဲ့ချိန်ညမှာဟုတ်အေးဟုတ်တယ်မြန်တဲ့ချိန်ညမှာဂျုံဂျုံကြက်ကြက်ဂျုံဂျုံကြက်ကြက်အခုလေလန်ခီတဝက်လောက်လည်းရောက်လာပြီသိလားလန်ခီတဝက်လောက်လည်းရောက်လိုက်တော့လက်မှတ်လာစစ်မဲ့ဝန်ထမ်းနေလဲကြဝန်ထမ်းနေလာစစ်တော့မှာအဲ့ကြရင်ခရစ်စဲလက်မှတ်ပြဖို့အတွက်စင်သင် ready ကင်ထားတာပါသူကတော့ဒီ platform နေနဲ့အရန်နီးကတ်နော်ကားနဲ့ခရီးသွားတဲ့ခါကျရင်ခရစ်စဲတို့ဟိုမှာရင်ရနာစကန်တွေမှာခဏနားပြီးတော့နားကြတယ်မလားနားတဲ့ခါကျရင်အဲ့ချိန်အကြောက်ဆုံးကဘာလဲဆိုတော့လေအဲ့ကြံခင်းမှာအရန်ကြောက်တယ်အဲ့လိုကားထွက်တော့မယ်ဆိုရင်တော့အဲ့လိုကြံခင်းမှာအရန်ကြောက်တယ်အခုရထားစီရဆိုပိုတော်ဆိုးသေးတယ်သူကဒါကတော့ဟိုခရစ်စဲတို့ကမျိုးပဲရထားစီရမို့လို့လာတော့မသိဘူးပေါ့နော်အကြာကြီးမရက်ဘူးသူကတပူတာမှာ1မိနစ်ကျော်2မိနစ်လောက်ပဲရက်နမစစ်တဲ့ဝန်ထမ်းတွေလာတော့မယ်တဲ့နမပြဖို့တဲ့စင်သစ် ready လက်မှတ်မပြနိုင်အဲ့ဒါရထား4စီလာလို့ပြောတယ်ကျေးဇူးပါရထားဆက်ဆာပြီးထွက်တယ်ကွာဒါမှလိုက်စစ်တာပုံသူကအလေလောက်ကြာမှာကွာသိတယ်မလားလန်ခရီးတဝက်လောက်ကြာမှာသူလက်မှတ်လိုက်စစ်ဟဲ့ဒီမှာဒါဟိုကဘာအေးဖျားပါတယ်ဒီကတော့ထောက်ပါနော်မကြီးပင်တွေရှမ်းများတယ်မကြီးပင်တွေပဲမကြီးပင်တွေကလည်းစိမ့်နေပဲညနေလောက်ဆိုရင်တော့စီးတော့ကောင်းမယ်လို့ထင်တယ်လေလေးတအေးနဲ့ဒါကြနည်းနည်းနေပူနေသေးတယ်နှိမ့်ကင်းမဲ့ဆိုနေပူနေသေးတယ်ညနေလောက်ဆိုတော့အေးနေမှာဟုတ်ပါတလန်းလုံးမကြီးပင်တွေအများကြီးစိမ့်ဆိုတယ်ဟိုပေါ်မှာကြည့်ကြည့်တာဟိုပေါ်မှာကြည့်ကြမကြီးပင်မကြီးပင်တွေတောင်းလိုက်တာဒီနေ့တော့ခရစ်စဲရထားပထမဦးဆုံးပွားမှာပထမဦးဆုံးရထားလာစီးရတာတော့အရန်ကိုကျဉ်နဲ့တယ်အရန်ကျဉ်နဲ့ပျော်လဲပျော်တယ်နောက်ကပိတ်ရက်တွေလည်းအများနဲ့လာစီးအောင်ပါဟာရင်းနဲ့စားလာနာအော်ချက်တာဘယ်ဘူတာတက်လာဘယ်ဘူတာတက်လာမင်္ဂလာဘူးလား အမေမင်္ဂလာတော့မင်္ဂလာတော့ဘက်ကိုသွားမှာလားဟောတငယ်ချင်းခရီးသွားပေါ်သွားပဲဖက်ဆယ်ဆင်းရမယ့်ဘူတာရောက်တော့မှာမဟုတ်လို့စင်တဲ့ ready ကဲအခုခရစ်စဲရောက်နေတဲ့ဘူတာကတော့ဝေဘာဂီဘူတာမှာပဲဖြစ်ပါတယ်အဲ့ဒါအခုအရန်ဖြစ်နေတယ်ပေါ့နော်လေရင်ပြန်ကြီးဘူတာမှာရောက်ရှိနေရပဲဖြစ်ပါတယ်ဒါပေမဲ့ခရစ်စဲလာတဲ့ချိန်ကတော့လေနေရမဲ့ဆိုလေရန်ပူတော့လေဟိုလေရင်ကွင်းမနေရလေရင်ပြန်ကြီးမတွေ့ရအောင်ညနေစီးစာလောက်ဆိုရင်တော့ပို့လှလောက်မှာဖြစ်တယ်ရန်ကုန်ဘူတာကြီးကိုပြန်မိုးအတွက်လက်မှတ်ဝင်သမီးလည်းရန်ကုန်ဘူတာကြီးကိုပဲဝေဘာဂီဘူတာတကယ်လာတယ်ကျောက်ချိုယူပါတငယ်မရဲ့
ဖို့ဘူရာတကယ်လာတဲ့